ကဲခု job 2ကိုဆွဲအောင် line draw ရွေးမယ်ကိုလိုချင်တဲ့ direction ရောက်ဖို့အတွက် F5 ကလေးကိုနှိပ်ဒီဘက်ကို38ပေဒီဘက်ကိုလာမယ် F5 ကိုနှိပ်မယ်53ပေအပေါ်သွားမယ် F5 ကိုနှိပ်မယ်53ပေတခါဒီဘက်ကိုပြန်လာမယ် F5 ကိုနှိပ်မယ်38ပေအဲ့တော့ F5 ကိုနှိပ်တယ်ဆိုတာကိုလိုချင်တဲ့ direction ကိုရောက်အောင်လို့နော်ကိုလိုချင်တဲ့ direction အခုဒီဘက်အောက်ဖက်မသွားချင်ဘူး10ပေလေးကိုဆွဲချင်တာကဲဒီလိုဆိုရင်သွားလို့မရဘူးဒါကြောင့်မလို့ F5 ကိုလိုချင်တဲ့ direction ကိုရောက်တဲ့အထိ F5 လေးကိုနှိပ်နေကြည့်လိုက်ကဲဒါဆိုရင်ဒီဘက်ကိုဆွဲမဲ့ကိုဆွဲချင်တဲ့ဘက်ကိုလာလို့ရသွားပြီကဲဒီဒူလေးက10ပေကဲပြီးရင်အောက်ဖက်ကိုပြန်ဆွဲအောင် F5 ကိုနှိပ်မယ်နော်အောက်ဖက်ကိုဆွဲဖို့အတွက်အဲ့တော့အောက်ကိုသွားဖို့အတွက်ဒီနေရာမှာစဉ်းစားရမှာကဘာလဲဆိုရင်53ပေရိုက်ထည့်လို့မရတော့ဘူးဘာလို့လဲဆိုတော့ဒူလေးကဒီနေရာမှာ10ပေဒူလေးကခံသွားပြီဒါကြောင့်မလို့အောက်ဖက်ကို53တဲက10ကိုနှုတ်ရင်45ပေကဲအဲ့လိုမျိုးပဲဒီဘက်ကိုလည်း45ပေဆက်ပေးလိုက်မယ်ကဲပြီးရင် line draw ဒါလေးက38ပေကဲပြီးရင် line draw သူကလည်း38ပေရှိမယ်ပြီးရင် line draw ဒီ10ပေလေးကိုဆွဲထားလိုက်မယ်နော်ကဲဒါဆိုရင် line draw နဲ့အခုလို line တွေကိုအကုန်လုံးဆက်ပြီးတော့ဆွဲပေးလိုက်ကဲဒါဆိုရင်ပထမအဆင့်ပြီးသွားပြီ systematic ဖြစ်ဖို့လိုတယ်နော်စနစ်တကျဆွဲမှသာအချိန်တိုးအတွင်းမှာပုံကောင်းကောင်းလေးထွက်သွားတယ်အဲ့တော့ systematic မကြဘူးဆိုရင်ပုံတော့ပြီးသွားတာပဲဒါပေမဲ့ပုံကအဆင်မပြေဘူး line တွေရှုပ်နေလိမ့်မယ်စနစ်တကျဆွဲထားတဲ့ပုံတစ်ခုကမြန်လဲပြီးတယ်သူ့ကို edit လုပ်တဲ့နေရာမှာလည်းအဆင်ပြေတယ်ကဲ outline layer ကိုရွေးအောင် outline layer ကိုရွေးမယ်outline layer တက်လုပ်လိုက်မယ် outline 2 outline layer ကိုရွေးမယ်ဘာလို့လဲဆိုရင် outline တွေဆွဲအောင်နော်ကဲ outline layer ကိုရွေးပြီးပြီဆိုရင် line draw နဲ့9ပေ student လေးဆွဲလိုက်မယ်ဒါမျိုးကဲနောက်တစ်ခါ F5 ကိုနှိပ်မယ်နောက်ကြောအတွက်လည်း outline လေးနဲ့ line draw 9ပေ student လေးဆွဲလိုက်တယ်ကဲပြီးရင် line draw ဒါလေးတွေကိုထိပေးထားလိုက် okay copy ကူအောင် copy select right click base point ဒီနေရာမှာကူမယ်နောက်တစ်ခါထပ်ပြီး copy ကူမယ် select right click base point ကိုဒီနေရာကောင်းမယ်ကဲနောက်တစ်ခါ copy ကူမယ် select right click base point ကဲနောက်တစ်ခါ copy ကူမယ် select right click base point မြန်အောင်လို့နော်ဒါမျိုးလေးကူထားလိုက်ကဲအခုဘာလုပ်မလဲဆိုရင် ellipse ဆွဲမယ် axis n ကိုရွေးပြီးရင် I enter ISO circle ကိုရွေးဖို့အတွက်နော် I enter ကိုရွေးမယ်ကဲပြီးရင်ဒီနေရာမှာ center point ကောက်လိုက်ကဲအခုဆိုရင်ထောင်းနေတာ F5 ကိုနှိပ်မယ်ကိုလိုချင်တဲ့ direction ကဲရသွားပြီအဲ့တော့အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်6ပေလို့ရိုက်ထည့်ခြင်းရိုက်ထည့် radius ကဒါမှမဟုတ်ဆိုလဲဒီနေရာကိုကောက်ပေးလိုက်ကဲအခုက outline layer ဖြစ်နေတဲ့အတွက်သူကို0 layer ပြောင်းနော်ခုနက outline layer ကို default ရွေးထားတာအဲ့တော့ပြန်ပြီး0 layer ကို default ပြန်ပြောင်း LA enter ဒီမှာ double click နှိပ်ပေးလိုက်ကဲဒါဆိုရင်စဝိုင်းနေဆက်ဆွဲမယ် axis n I enter point ကောက်မယ်အတွင်းထဲကစဝိုင်းလေးကဘယ်လောက်လဲဆိုရင်5ပေကဲဒီနှစ်ခုရပြီဆိုရင်ဒီစဝိုင်းနှစ်ခုကိုဒီဘက်ကို copy ကူအောင် copy
select right click base point ကဲနော်လွယ်လေးပဲကဲဒီခါနောက်ဖက်ကစောင်းဝိုင်းလေးတွေဆွဲအောင် exit and iso point ကောင်းမယ်ကဲ F5 ကိုနှိပ်မယ်နော်နောက်ကိုကတ်သွားမှာနော်အခုဆိုရင် plan ဖြစ်နေတာနော် top view ဖြစ်နေတာအဲ့တော့သူ့ကိုကတ်သွားအောင် left view ကို F5 ကိုနှိပ်ပြီးတော့ iso plan left view ကိုပြောင်းပေးလိုက် iso plane left view ကိုပြောင်းမယ်ကဲသူ့ကိုလည်းဒီနေရာမှာ click တစ်ချက်နှိပ်ပေးလိုက်ကဲနောက်တစ်ခု iso circle ပြီးရင်9ပေကဲ copy ကူးမယ် copy select အဲ့မှာ select မှာလည်းเนาะအပေါ်နဲ့အောက်နဲ့အပေါ် select လုပ်တဲ့အခါမှာဘာတွေကွာလဲဆိုတာကိုရှေ့ပိုင်းသင်ခန်းစာတွေကိုကျွမ်းကျင်ဖို့လိုတယ် right click base point ကောင်းမယ်ဒီမှာတစ်ချက်နှိပ်ပေးမယ်ကဲပြီးရင် trim လုပ်အောင် trim လုပ်မယ်ဆိုရင် outline တွေကိုဖျောက်ထားမယ် outline layer ကို off လုပ်မယ် tr enter trim เนาะအားလုံးကို select လုပ်မယ် right click နှိပ်မယ်ဖြတ်ချင်တဲ့အနားလေးတွေကို left click တစ်ချက်စီလိုက်ပြီးတော့နှိပ်ပေးမယ်โอเคကဲပြီးရင်ဒီဟာတွေကိုဖြတ်မယ်ဒါတွေကိုလည်းဖြတ်မယ်ကဲ copy ကူအောင် copy ဒီကိုယ်လိုက်ကြီးကို copy ကူမယ် select right click base point အောက်ဖက်ကိုကူးကျင်တာနော် mouse ကိုအောက်ဖက်ကိုဆွဲချလိုက်ကဲရပြီမရဘူးဆိုရင် F5 ကိုနှိပ်ရမယ်နော်ကဲ10ပေရိုက်ထည့်လိုက်မယ် enter တစ်ချက်ထပ်နှိပ်မယ်ပြီးသွားအောင် trim လုပ်မယ် select right click ဒါလေးတွေဖြတ် line draw L right click snap to quadrant trim လုပ်မယ်ကဲဒါပဲအပေါ်လည်းအဲ့တိုင်းပဲ copy ကူးမယ် select လုပ်မယ် right click base point ကဲဒါနောက်ကိုမသွားဘူး F5 ကိုနှိပ်မယ်ကဲသွားပြီ10ပေ trim လုပ်မယ်ကဲပြီးရင်ခုနလိုပဲ line draw snap to quadrant ကိုရွေးမယ် snap to quadrant ဒီမှာလဲ snap to quadrant trim ကဲပြီးတော့ဖြစ်သွားပြီเนาะနောက်ဆုံး line draw 2နဲ့ဆက်လိုက်ကဲပြီးရင် line draw ဒီထိန်းနဲ့ဆက်မယ်ကဲပြီးရင်ဒီ line လေးရဲ့အထူက4ပေရှိတယ်ဒါကြောင့်မလို့ offset လုပ်အောင် O enter offset ကို2ပေဒီဘက်ကို2ပေဒီဘက်ကို2ပေအလဲရ line လေးကိုဖြတ်ပလိုက်မယ်ကဲနောက်တစ်ခါဒီ line ကြီးတွေလည်းရှုပ်နေတယ်ဒီ line ကြီးတွေကိုဖြတ်လိုက်တော့ကဲအခု line draw ဒီကနေပြီးတော့ဒီမှာ perpendicular လည်းကောက်လို့မရဘူး nearest လည်းအဆင်ပြေဘူးအဲ့တော့ line ကိုဆက်ဆွဲသွားလိုက်အဲ့လိုမျိုးပဲအပေါ်ကလည်းအောက်ဖက်ကိုဆွဲတဲ့နေရာမှာကြော်အောင်ဆွဲပလိုက်ကဲပြီးရင် trim လုပ်မယ်โอเคကဲတစ်ခါထပ်ပြီးတော့ trim လုပ်အောင် hidden line မမြင်ရမယ့် line တွေကိုဖျက်အောင်ကဲเนาะဒါတွေက hidden line တွေမမြင်ရမယ့် line တွေဖြစ်သွားပြီတချို့ဟာတွေကတော့ manual select လုပ်ပြီးတော့ဖြတ်မယ်ကဲဒါလေးတွေလည်းဖြတ်ပေးရအောင်ပြီးရင်ဒါလေးတွေကို select လုပ်ပြီး delete နှိပ်ပေးလိုက်ကဲဒါပဲเนาะခုဆိုရင်ဒါ isometric drawing တစ်ခုကို systematic ကြဆွဲလိုက်တာပဲကဲကြိုးစားပြီးဆွဲကြည့်ပါဦး